တောင်ကုန်းတစ်ခုပေါ်မှာဘာမှမလုပ်ပဲပြင်းရည်ပြင်းတွေထိုင်နေတဲ့လူတစ်ယောက်ရှိတယ်။လူတွေအမြင်မှာတော့သူကကျင့်စဉ်အဆင့်လုံးဝမရှိတဲ့တာမန်လူတစ်ယောက်ပေါ့။ဒါပေမဲ့သူကြိုက်ဝါပြီးလွှင့်ပစ်လိုက်တဲ့ကြက်ရိုးတစ်ချောင်းကကဘာပြက်မဲ့ကက်ဆိုးကြီးရဲ့ဖီနစ်ငတ်ကိုချက်ချင်းထိမှန်ပြီးအစီတဝင်းဝင်းနဲ့ကြက်ကင်အဖြစ်ပြောင်းလဲသွားစေခဲ့တယ်။သူပစ်လိုက်တဲ့ကြက်ရိုးရဲ့စွမ်းအားကနျူကလ িয়ার ဘုံပောက်ကွဲသလိုမျိုးပြင်းထန်လွန်းလို့အဝေးကနေသူ့ကိုတပည့်ခံဖို့လာရှာတဲ့တော်ဝင်အေဂရီ Empress တောင်တုံရင်သွားခဲ့ရတယ်။အေဂရီကသူမရဲ့လျှို့ဝှက်နတ်ဖျားရက်တောင် Divine Fan ကိုထုတ်ပြီးဒီလောကမှာဘသူအစွမ်းထက်ဆုံးလဲလို့မေးလိုက်တဲ့အခါရက်တောင်ကဒီလူစီကိုတန်းတန်းမတ်မတ်ညွှန်ပြတော့တာပဲဒါနဲ့အေဂရီဟာသူ့ကိုတပည့်ခံဖို့ချက်ချင်းဆုံးဖြတ်လိုက်တယ်။သူမကတပည့်ခံချင်ပါတယ်လို့ပြောတဲ့အခါထိုလူကအံ့ဩသွားပြီးဘေးကအကြီးကဲAldris နှစ်ယောက်ကတော့မနာလိုဖြစ်လွန်းလို့တေမတက်ခံစားလိုက်ရတယ်။အေဂရီဆိုတာတော်ဝင်မိသားစုရဲ့သမီးကြီးဆုံးလေသူမကိုတပည့်အဖြစ်ရလိုက်ရင်အရင်မြင့်နဲ့အဆင့်တန်းတွေကအလိုလိုတက်လာမှာကိုဇက်ဝင်ခံအမှန်တော့ဒီလူဟာလွန်ခဲ့တဲ့နှစ်ပေါင်း30ဝကတည်းကဒီတောင်ပေါ်မှာဘာမှမလုပ်ပဲအနားယူနေုံနဲ့တင်အစွမ်းတွေနဲ့ဆုလက်တွေအလိုလိုတိုးပေးတဲ့ပြည့်ရည်ချင်းစနစ် resting system ကြောင့်လောကမှာအနိုင်မဲ့အစွမ်းထက်နေခဲ့တာသူကတပိတ်မမွေးခြင်းပေမဲ့တခြားအကြီးအကဲတွေကသူ့ခြေထောက်ကိုလာစိန်ခေါ်နေတာကြောင့်ပါရမီအချို့ထုတ်ပြဖို့ဆုံးဖြတ်လိုက်တယ်။သူကလောကကျော်ကိုတာဘိုးဘေးရဲ့နတ်ဖျားသားကိုထုတ်လိုက်ပြီးအာနာဖီဆန်တဲ့အကြီးအကဲနှစ်ယောက်ကိုပြစ်ဒဏ်အဖြစ်သူပြင်းလို့ဖန်တီးထားတဲ့နှစ်ထပ်မျော်စင်အချင်းထောင်ထဲကိုအင်အားသုံးပြီးချက်ချင်းပို့ဆောင်ကြုံနှောင်ပစ်လိုက်တယ်။စနစ်တတိပေးချက်တပည့်လက်ခံခြင်းနှင့်အနားယူခြင်းမစ်ရှင်အောင်မြင်သည်ဆုလက်အနားယူမှတ်တစ်ဆက်တုံညဝနှင့်တပည့်တစ်အတွက်ကြိုးဆိုရေးလက်ဆောင်ရိုးဝဲကျင့်စဉ်တအုပ်မတိမျိုးသားတစ်လက်သူကရလာတဲ့ကျင့်စဉ်နဲ့မတိမျိုးသားကိုအေဂရီစီချက်ချင်းလွှဲပေးပြီးတနေ့ကို3နာရီပဲကျင့်ကြံတဲ့အချိန်ဘာမှမလုပ်ပဲနားနေလို့အမိန်ပေးတယ်အေဂရီကသူ့ကိုနောက်နေတယ်ထင်တာပေါ့ကျင့်စဉ်လန်းဆိုတာရေစံတက်ရတယ်လို့မျိုးတစ်စက္ကန့်မှမဖြုံးပဲစူးစမ်းရတာလေသူမကကျမကိုမတင်ပေးချင်ရင်လည်းအတီပြောပါလို့စိတ်ဆိုးတဲ့အခါသူကလောင်းကြေးထက်တယ်3ရက်အတွင်းမင်းရဲ့ကျင့်စဉ်အစင်မတက်လာရင်မင်းကြိုက်တဲ့အချိန်ငါးစီကထွက်သွားနိုင်တယ်။အေဂရီကလည်းတကယ်လို့အဆင့်တက်ရင်ကျမကိုကိုတာဘိုးဘေးနဲ့မိတ်ဆက်ပေးရမယ်ဆိုတဲ့အခြေအနေကိုထည့်သွင်းပြီးလောင်းကြီးကိုလက်ခံလိုက်တယ်။3ရက်ပြည့်တဲ့အခါအေဂရီကသူမခန္ဓာကိုယ်ထဲမှာဘာမှထူးခြားမလာဘူးထင်ပြီးကျမအသက်18နှစ်ရဲ့အဆင့်9ကိုရောက်ဖို့နေရောညပါစူးစမ်းခဲ့ရတာအခုတော့ဘာမှမထူးခြားဘူးလို့ကွန်ပြလိုက်နေသူမဟာဒီနှလုံးသားကျင့်စဉ်မန်နျူရဲ့အစွမ်းကိုမသိသေးတာကြောင့်သူကသူမကိုလေ့ကျင့်ရေးကွင်းစီခေါ်သွားခဲ့တယ်။စနစ်မစ်ရှင်တပည့်ဖြစ်သူအားတရားဥပဒေနိုင်ငံတော်၏အဆောင်ရှောက်ရုပ်သေးကိုဖျက်ဆီးခိုင်းပါဆုလက်အနားယူမှတ်တရ3ညဝသူကအလကားရမယ့်အမှတ်တွေကိုမလွတ်တမ်းအေဂရီကိုရုပ်သေးရုပ်ကိုသွားတိုက်ခိုက်ဖို့အမိန့်ပေးတယ်အေဂရီကတွန်းဆုတ်နေတာပေါ့သူမကအဆင့်9ပဲရှိသေးတာအဆင့်ရှိတဲ့ရုပ်သေးကိုဘယ်လိုနိုင်မှာလဲထိုစဉ်ကျောင်းကစီနီယာမမကြီးရောက်လာပြီးအေဂရီကသူမရဲ့ကဏ္ဍတွင်နံပါတ်1အလှပိုင်ရှင်နေရာကိုလူယူသွားတယ်ဆိုပြီးမနာလိုစိတ်နဲ့သူရဲဘောကြောင့်မလေးစင်ပေါ်တောင်မတက်ရဲဘူးသွားမတိုက်ခိုက်နဲ့ရုပ်သေးရဲ့တံပြန်တန်ချက်နဲ့တင်နင်းတန်ရာပြင်းပြင်းထန်ထန်ရသွားလိမ့်မယ်လို့လှောင်ပြောင်တော့တယ်ဒါပေမဲ့ဆရာဖြစ်သူကအတင်းတိုက်ခိုက်ခိုင်းတာကြောင့်အေဂရီဟာဇဝေဇဝါနဲ့ပဲဓာချက်တစ်ချက်ကိုအမှတ်မထင်လွှဲရမ်းထုတ်လိုက်တယ်ဝုန်းပြင်းထန်လာတဲ့ဓာအရှိန်ဝါကြောင့်ရုပ်သေးရုပ်ကြီးချက်ချင်းစီးစီးညံ့ညံ့ကြေးမွသွားခဲ့ပြီးအားလုံးစွန့်သွားသလိုအေဂရီကိုယ်တိုင်လည်းမှင်တက်သွားရတယ်ဆရာပေးတဲ့ကျင့်စဉ်ကတကယ်ပဲကဘာဖြတ်မဲ့လှုပ်ဝက်ကျင့်စဉ်ဖြစ်နေတာကိုစနစ်ကလည်းထိုလူကိုဓာတိုင်းအဆင့်ဓာအရှိန်ဝါအင်ထန်အဆင့်တိုးပေးပြီးအမှတ်3သိန်းစုချလိုက်တယ်စီနီယာမကြီးကမကျေနပ်သေးပဲနောက်3ရက်နေရင်လာမဲ့ဆေးဖက်ဝင်အပင်ကူပွဲမှာအပြည့်ရှင်းကြမယ်လို့စိန်ခေါ်တယ်ထိုလူကလည်းစနစ်ရဲ့အလေးထားအရာတပည့်ဖြစ်သူဆေးပင်သွားကူရင်သူ့စီဆုလက်အကြီးကြီးတွေရောက်လာမှာကိုသိလို့အေဂရီကိုပြင်ဆင်ခိုင်းပြီးနောက်ထပ်တစ်နေ့နိုင်ဝက်ပဲလေ့ကျင့်ရမယ်ဓာကွက်တစ်ခုထပ်တင်ပေးပြန်တဲ့အေဂရီကဒါကိုတာမန်ဓာကွက်ထင်လို့နတ်ဖျားရက်တောင်နဲ့စမ်းသက်ကြည့်တဲ့အခါသူမအရင်ဘဝကတိဆောက်ခဲ့တဲ့နဝမကောင်းခင်နန်းတော်တောင်ဒီကျင်းစဉ်ရဲ့တာမီလောက်မှမမီတာကိုသိပြီးစွန့်သွားရပြန်တယ်ဆေးပင်ဥယျာဉ်ထဲရောက်တဲ့အခါရေခဲဘိုးဘေးကဒီနေရာကိုသူတို့အတွက်တီးတန့်ဖယ်ထားတာလို့ပြောပြီးအေဂရီကိုရေခဲကျင်းစင်နဲ့အကွက်ချတိုက်ခိုက်တော့တယ်။အေဂရီတယောက်ရေခဲတုံးဖြစ်တော့မဲ့ဆဲမှာပဲ။ဆရာဖြစ်သူကအချိန်ကိုက်ဝင်ခဲ့လိုက်ပြီးလူမိမာဆိုးလို့စိတ်ချင်းဆက်သွယ်တဲ့ပညာသုံးကကိုတာဘိုးဘေးရဲ့လေယူလေသိန်းအတိုင်းအတန်လွှင့်ပြီးရေခဲဘိုးဘေးကိုဟန်တားလိုက်တယ်။စနစ်မစ်ရှင်ရေခဲဘိုးဘေးကိုအစီခံအဖြစ်သိမ့်ပိုက်ပါဆုလက်အနားယူမှတ်တစ်ဆက်3ညဝသူကလည်းအိမ်မှာရင်နွေးချမ်းငယ်ပေးမဲ့သူလိုနေတာနဲ့စိတ်ချင်းဆက်သွယ်ပြီးငါရဲ့အစီခံလုံးမလားလို့မေးလိုက်တယ်ရေခဲဘိုးဘေးကဂုံတိတ်ခါကြီးမှသူမို့ညင်းပြီးအဆင့်ချင်းတူတူပဲကိုတပည့်ချင်းရှင်ပြိုင်ခိုင်းမယ်ငါတို့ရှုံးရင်အစီခံလုံးမယ်မင်းတို့ရှုံးရင်မြက်ခင်းပြင်တောင်ကနေထွက်သွားလို့အကွက်စင်တယ်အစကစီနီယာမမကြီးကဝင်ကြွားပြီးတိုက်ပေမဲ့စင်ပေါ်ရောက်တာနဲ့အပြင်းထန်ဒဏ်ရာရသွားတယ်နောက်ဆုံးမှာတော့အေဂရီကဆရာတင်ပေးထားတဲ့ဓာချက်တစ်ချက်သေးနဲ့ပြိုင်ဘက်ကိုအလဲထိုးပစ်လိုက်လို့ရေခဲဘိုးဘေးဟာမချိတင်ကဲနဲ့ပဲအစီခံအဖြစ်လက်ခံလိုက်ရပါတော့တယ်ရေခဲဘိုးဘေးကသူမရဲ့ဂိုင်းထဲမှာပဲပုံနေပြီးအပြင်းမထွက်တော့ပဲနေမလို့ကြံစီနေတော့လမ်းမှာနတ်ဆိုးရှင်သခင်နဲ့မမျော်လင့်ပဲတိုးတော့တာပဲနတ်ဆိုးရှင်သခင်ကသူမကိုအနိုင်ကျင့်စော်ကားဖို့လုပ်တဲ့အချိန်မှာပဲထိုလူဟာချက်ချင်းပေါ်လာခဲ့တယ်မင်းကကိုတာဘိုးဘေးပဲနတ်ဆိုးရှင်သခင်ကထိတ်လန့်တုန်လှုပ်စွာအော်ဟစ်လိုက်တယ်ဘေးကရေခဲဘိုးဘေးလည်းဒီကျင့်စဉ်မရှိတဲ့တာမန်လူကလောကကျော်ကိုတာဘိုးဘေးမှန်းသိပြီးနှင်တက်သွားရတယ်လွန်ခဲ့တဲ့နှစ်ပေါင်း3ညကငါမင်းကိုအသက်ချမ်းသာပေးခဲ့တာအခုနတ်ဆိုးကိုင်းရဲ့ဝက်ဝန်တစ်ပိုင်းသူတော်စင်ဆက်မစင်ဖြစ်လာတော့လေမင်းကသင်ငန်းစာမရပဲတေတွင်းနဲ့ပြန်ဆင်းလာတာကို
လို့ထိုလူကအေးဆေးဆေးပြောလိုက်တယ်နတ်ဆိုးအရှင်သခင်ကလည်းအချိန်တွေပြောင်းသွားပြီးဒီနေ့ငါကလေးစားချင်မယ်လို့ကြုံသွားလိုက်တယ်စနစ်မစ်ရှင်သွေးပင်လဲနတ်ဆိုးသူတော်စင်ကိုတက်ပစ်ပါဆုလက်အနားယူမှတ်တစ်ဆက်တုံညဝထိုလူကသူ့ရဲ့နတ်ဖျားသားကိုစင့်ခေါ်လိုက်တဲ့နတ်ဆိုးရှင်သခင်ကလည်းသူ့ရဲ့အစွမ်းထက်ဆုံးနတ်ဆိုးသွေးတော်တော်ကျင့်စဉ်ကိုတုံးပြီးသူ့ရဲ့တက်ဆောင်အသက်တက် Lipescence ကိုမိရှို့ကစွမ်းအားတွေကိုအစမတန်မြင့်တင်လိုက်တယ်။ဘေးကရေခဲဘိုးဘေးကကြောက်လန့်ကြားနဲ့ဆရာကြီးမြင်ပြေးဆရာကြီးသူ့ကိုနိုင်မှာမဟုတ်ဘူးလို့အော်ပြောရှာတယ်။နတ်ဆိုးရှင်သခင်ကလည်းမင်းတို့ပြေးလို့မလွတ်တော့ဘူးလို့ဟိန်းဟောက်လိုက်ချိန်မှာထိုလူကခက်အေးပဲပြောလိုက်တယ်။မင်းရဲ့စွမ်းအားကမစိုးပါဘူး။ဒါပေမဲ့တာမန်ပါပဲ။သူကဓားကိုတစ်ချက်တည်းရိုးလေးပဲဝှေ့ရမ်းလိုက်တဲ့ပြင်းထန်လွန်းတဲ့ဓားလင်းတန်းကနတ်ဆိုးရှင်သခင်ရဲ့ကဘာဖြတ်မဲ့စွမ်းအားတွေကိုစက္ကန့်ပိုင်းအတွင်းဖြိုခွင်းပြီးသူ့ကိုပွဲချင်းပြီးအမှုတ်ချေဖြတ်ပစ်လိုက်ပါတော့တယ်။နတ်ဆိုးရှင်သခင်ဟာသူဘာကြောင့်ဒီလောက်အလွယ်တကူရှုံးသွားရလဲဆိုတာကိုတေအန်ဆဲအထိနားမလည်နိုင်ခဲ့တယ်လို့ဘေးကနေမျက်ဝါးထင်ထင်မြင်လိုက်ရတဲ့ရေခဲဘိုးဘေးလည်းအလွန်မင်းထိတ်လန့်တုန်လှုပ်ပြီးကြောက်ရွံ့တရုပ်လိုစွန့်ကြံရစ်ခဲ့ပါတော့တယ်